ညရီရုံမြင့်တန်ကြားပြည်သက်များရှင်တရုတ်ရိုးရာဒလိထုံနှန်းတွေရာလက်ဖက်ရည်ရင်ကျိမှုဟာဆိုရင်တော့မပါမဖြစ်လို့ဆိုရမှာပဲဖြစ်ပါတယ်လက်ဖက်ရည်ရင်ကျိမှုကိုဆိုရင်တော့တရုတ်လူမျိုးတွေကတာမန်နေထိုင်မှုပုံစံကနေစပြီးတော့တရုတ်ရိုးရာရင်ကျိမှုပွဲတော်တွေအထိမပါမဖြစ်ပါကဘာပေါ်မှာလက်ဖက်ပင်ကိုတရုတ်လူမျိုးတွေကအစောဆုံးတွေ့ရှိခဲ့တယ်ဆိုပြီးတော့သိရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း4000လောက်ကနေစတင်ပြီးတော့တရုတ်လူမျိုးတွေကလက်ဖက်ရည်ကိုရိုးရာဒလိထုံနှန်းစင်လာပွဲတော်တွေနဲ့အိတ်ခံပွဲတွေမှာအများဆုံးအသုံးပြုကြတယ်ဆိုပြီးတော့လေ့လာသိရှိရပါတယ်။ဟုတ်ပါတယ်။ဇာယီသူဟာဆိုရင်လည်းသူတရုတ်နိုင်ငံမှာရှိနေစဉ်ကာလအတွင်းသူသွားရောက်ခဲ့တဲ့ပြည်နယ်တိုင်းကနေရာတိုင်းလိုမှာစန်နီတို့ခေါ်ရင်နွေးချမ်းလက်ဖက်ရည်နဲ့အိမ်တိုင်းလိုကရင်ကျေးပြူငါစွာနဲ့အိတ်ခံကြတယ်လို့ရေးသားထားပါတယ်။အဲဒီမှာထူးခြားတာတစ်ခုကတော့အိမ်တိုင်းဆိုင်တိုင်းကုမ္ပဏီတိုင်းမှာရင်နွေးချမ်းနဲ့တဲခင်းအခက်တဲ့ရင်နွေးပါတစ်ခါလေးကြိုချက်လို့ရအောင်ပြုလုပ်ထားတဲ့စပွဲဝိုင်းကိုစီရှိကြတာကိုတွေးခဲ့ရတယ်လို့လည်းရေးသားထားပါတယ်။ဟုတ်ပါရဲ့ရှင်ဒီကနေ့မှာဆိုရင်တော့ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းထဲမှာပါတယ်ဆောင်းမရှင်ဤတပြေနိုင်ရေးသားတယ်တရုတ်ရိုးရာလက်ဖက်ရည်ရင်ကျိမှုဆိုတဲ့ဆောင်းမကိုတော်တို့ညီမနှစ်ယောက်ကနေပြီးတော့ဒီကနေ့မှာရွေးချယ်တင်ဆက်ပေးသားမှာဖြစ်ပါတယ်ပရိသတ်များရှင်ဆောင်းမရှင်ကဒဏ္ဍာရီတွေအရာတရုတ်လူမျိုးတွေကလက်ဖက်ပင်ကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသတွေမှာစပြီးတော့တွေ့ခဲ့ရလို့သိရပါတယ်။လက်ဖက်ပင်ကိုတော့တရုတ်လူမျိုးတွေရဲ့ရှေးဘိုးဝေးဖြစ်တဲ့ရှက်နုံကရှာဖွေတွေ့ရှိခဲ့ရလို့ဆိုကြပါတယ်။ရှက်နုံဆိုတာကတော့တရုတ်လူမျိုးတွေရဲ့ဆေးပညာနဲ့စိုက်ပျိုးရေးပညာကိုသင်ပေးခဲ့တဲ့ဖခင်ကြီးပဲဖြစ်ပါတယ်။သူကဆေးပညာထွန်းကားစေဖို့အတွက်မြောင်များစွာတဲ့အပင်တွေနဲ့မှု်တွေကိုမြည်ဆန့်သက်ခဲ့ပြီးတော့လူသားတွေအတွက်အကျိုးရှိစေမဲ့ဆေးချမ်းကိုရေးသားပေးခဲ့တာပဲဖြစ်ပါတယ်။ဒီထဲမှာဘယ်ပင်ကဆေးဝါးဖြစ်စေတယ်။ဘယ်ပင်နဲ့မှု်ကစားဖို့တင်တော်တယ်။ဘယ်ပင်နဲ့မှု်ကအစိတ်ရှိတယ်စသဖြင့်လက်စစ်ကမ်းပညာအမွေပေးခဲ့တာပဲဖြစ်ပါတယ်။ရာဇဝင်တွေအရရှက်နုံကမွှေးနဲ့တင်းတဲ့လက်ဖက်ပင်ကိုမြည်ဆန့်ကြည့်ရင်းနဲ့တွေ့ရှိခဲ့လို့ဆိုကြပါတယ်။ပထမဦးဆုံးလက်ဖက်ရွက်ကိုဝါးစားကြည့်တဲ့အခါမှာစိတ်ကြည်လင်တယ်လို့ခံစားရတယ်လို့ဆိုပါတယ်။ဒါကြောင့်သူကလက်ဖက်ရွက်တချို့ကိုအိမ်ကိုယူလာခဲ့ပါတယ်။နောက်ရက်အတော်ကြာသွားတဲ့အတွက်လက်ဖက်ရွက်တွေက6ကုန်ပါတယ်။အဲ့ဒီခါမှာဆိုရင်တော့ရှက်နုံရဲ့ယူနွေးပူငှဲ့ထားတဲ့တွေကိုလက်ဖက်6ရွက်တွေတချို့ကျသွားပါတော့တယ်။အဲ့ဒီခါမှာဆိုရင်တော့ဒီယူနွေးကိုတောက်ကြည့်လိုက်တဲ့အခါမှာထူးခဲ့တဲ့အရာတာကိုမြည်ဆန့်ပြီးတဲ့နောက်ဒီအရာတာကိုဆွဲမှတ်သွားတယ်လို့ဆိုပါတယ်။အိမ်နောက်မှာတော့လက်ဖက်ရည်ကလူကိုလန်းဆန်းတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တာကိုတွေ့ရှိသွားတာပဲဖြစ်ပါတယ်။ပရိသတ်များရှင်စာရေးသူရဲ့ဖော်ပြချက်အရနောက်ထပ်မှတ်တမ်းတစ်ခုမှာဆိုရင်တော့ရှမ်းနုံဟာအစိတ်ပင်82မျိုးကိုမြည်ဆန်းပြီးတဲ့နောက်မှာနေမကောင်းဖြစ်သွားတယ်လို့သိရပါတယ်။အဲ့ဒီချိန်မှာသူဘေးနားမှာကြာနေတဲ့အရွက်ကိုဝါပြီးတော့ထွေထုတ်လိုက်ပါတယ်။အဲ့ဒီအရွက်လေးတွေကိုဝါစားလိုက်တဲ့အခါမှာလန်းဆန်းပြီးအားပြည့်သွားသလိုခံစားရတဲ့အတွက်ရှမ်းနုံဟာအဲ့ဒီအရွက်တွေအကုန်လုံးဝါစားလိုက်ပါတယ်။အဲ့ဒီအရွက်တွေအကုန်လုံးကိုဝါစားပြီးသွားတဲ့အခါမှာတော့သူ့ရဲ့ကိုယ်အတွင်းမှာရှိတဲ့အစိတ်တွေအလုံးပြည့်သွားတယ်လို့စာရေးသူကရေးသားထားတာကိုတွေ့ရပါတယ်။ဒါကြောင့်တရုတ်ဆေးပညာမှာလက်ဖက်ရွက်နဲ့ကစွန်းရွက်ကအစိတ်ပြည့်စေတဲ့ဂုဏ်သတ္တိရှိတယ်လို့ရေးသားခဲ့ကြပါတယ်။ကနဦးမှာဆိုရင်တော့တရုတ်လူမျိုးတွေကလက်ဖက်ရွက်ကိုလက်ဖက်ရည်အဖြစ်တောက်တာထက်လက်ဖက်ရွက်ကိုစားသုံးတာကပိုများခဲ့တယ်လို့ရေးသားထားတာကိုတွေ့ရပါတယ်။နောက်ပိုင်းခေတ်တွေမှာဆိုရင်လေလက်ဖက်ရည်တောက်သုံးတဲ့ဓလေ့ပိုပြီးတော့တွင်ကျဲလာကလက်ဖက်ရည်တောက်သုံးခြင်းကိုယဉ်ကျေးမှုတစ်ခုအနေနဲ့ဖော်ဆောင်ခဲ့ကြတာဖြစ်တယ်လို့စာရေးသူကရေးသားထားပါတယ်။စာရေးသူဆက်လက်ပြီးတော့ဖော်ပြထားတာကတော့စာရေးသူကထိန်ချုံမျိုးကိုရောက်တဲ့အခါမှာနှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်တဲ့ရှေးဟောင်းပိုလန်မာရဲ့ရှေးဟောင်းလက်ဖက်ရည်မြင်းလန်းကိုပြန်လည်ပုံဖော်ထားတဲ့လက်ဖက်ရည်ရင်ကျိမှုကိုကိုယ်တိုင်မြည်ဆန်းခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ဒီထဲမှာဆိုရင်တော့နှစ်ပေါင်း2000ကျော်အတွင်းမှာတောင်ပိုင်းရှေးဟောင်းပိုလန်မာကြီးပေါ်မှာသွာလာနေတဲ့မြင်းပိုးဆောင်ရေးအဖွဲ့ကထိန်ချုံလက်ဖက်ကြောင့်စေးဝါးနဲ့လက်မှုတွေပစ္စည်းတွေကိုတည်ယူပို့ဆောင်ပေးတာကြောင့်မလို့တရုတ်နိုင်ငံပြည်တွင်းပြည်ပစီးပင်စွာနဲ့သွာလာဆက်ဆံတဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
မြင်းပိုးဆောင်ရေးအဖွဲ့ရဲ့မီးဖုတ်လက်ဖက်ရည်ချမ်းရဲ့တမိုင်းကတော့အစောဆုံးထန်ခေတ်ကစခဲ့တယ်ဆိုပြီးတော့သိရပါတယ်။ဆက်လက်ပြီးတော့စာရေးသူဖော်ပြထားတာကဒီလိုလက်ဖက်ရည်ချမ်းတောက်တဲ့နီလန်းဆိုရင်တော့တရုတ်နိုင်ငံအနောက်တောင်ပိုင်းတိုင်းရင်းသားတွေမှာပဲတီးသန့်ရှိတဲ့လက်ဖက်ရည်ချမ်းတောက်တဲ့ဓလေကိုကြည်ကြဲပြပြလက်ဆင့်ကမ်းဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။အရှင်ကမြင်းစည်းခရီးနှင်သူတွေကဆိုရင်တော့တောင်တန်းတွေကြားမှာဖြတ်တန်းသွားလာကြပါတယ်။အဲ့ဒီခါမှာဆိုရင်တော့ညအချိန်ကိုရောက်လာတဲ့အချိန်မှာဒါမှမဟုတ်ပင်မနွမ်းနေလာတဲ့အချိန်မှာမိဘုံဘေးမှာစုဝေးထိုင်ပြီးတော့မီးဖုတ်လက်ဖက်ရည်ချမ်းနဲ့ခန္ဓာကိုယ်ကိုအနှွေးတက်ရအောင်လှုပ်ဆောင်ကြတယ်ဆိုပြီးတော့ဆိုထားပါတယ်။မီးဖုတ်လက်ဖက်ရည်ချမ်းကိုပြုလုပ်တာကအရင်ဆုံးအထူးပြုလုပ်ထားတဲ့မြေကိုမီးပေါ်မှာတင်ပြီးတော့กินရပါမယ်။ပြီးမှတရုတ်စီသည်စံဖူအော်လက်ဖက်ချောက်ဒေါင်းမီတစ်ခွဆေးဘက်ဝင်အပင်တစ်မျိုးတို့ကိုအထူးပြုလုပ်ထားတဲ့မြေအိုးတွေကိုထည့်ပြီးတော့လှော်ရတာပဲဖြစ်ပါတယ်။လက်ဖက်ချောက်ကမွေးနဲ့တင်ပြက်လာချိန်မှာတော့ပုတ်ပွက်ဆူနေတဲ့ရင်တွေထဲမှာလျင်မြန်စွာနဲ့ထည့်ပြီးတော့ဖြိုလိုက်မယ်ဆိုလို့ရှိရင်တော့တည်ငါအတွင်းမှာတင်းပြက်တဲ့လက်ဖက်ရည်ချမ်းအနံ့ကိုရရှိစေမှာပဲဖြစ်ပါတယ်။လက်ဖက်ရည်ချမ်းခွက်ကိုကင်ပြီးတော့တငုံလောက်တောက်လိုက်ရမယ်ဆိုလို့ရှိရင်ပဲအချိန်တွေကကြော်ဖြတ်သွားသလိုပါပဲပြီးတော့အနားနားမှာဆိုရင်လေမြင်းအဖွဲရဲ့ဆဲလဲတန်တွေမြင်းခါတန်တွေကိုလည်းပြန်ကြားရပြီးတော့လူကခန်းစားချက်တွေစုံလင်စေတယ်ဆိုပြီးတော့ဆောင်းမရှင်ကသူ့ရဲ့ခန်းစားချက်တွေကိုပါထည့်သွင်းပြီးတော့ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်ပရိသတ်များရှင်ဆောင်းမရှင်ရဲ့ရေးသားဖော်ပြချက်အရလက်ဖက်6ရဲ့ခန္ဓာကြီးကျယ်မှုတွေကတော့ကျိုးမင်းဆက်ခေ BC 1045မှာ256ခုနှစ်မှတ်တမ်းတွေရာလက်ဖက်6ဟာဆိုရင်တော်ဝင်မျိုးနွယ်တွေနဲ့ဘရင်မျိုးနွယ်တွေရဲ့စိန်ခံပစ္စည်းဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒါရင်မကသေးပါဘူး။အဲ့ဒီခေတ်ခါကအထက်တန်းလွှာတွေသာလက်ဖက်6ကိုသုံးဆောင်ခွင့်ရကြပြီးလက်ဖက်6ကိုရင်းနှီးစလုံးတွေကိုထည့်ကချိုးရည်အဖြစ်အသုံးပြုခဲ့ကြသလိုစိတ်ကြည်လင်စေဖို့အတွက်ကိုလည်းတောက်သုံးရတဲ့ဈေးဝါးတွေမှာလည်းလက်ဖက်ကိုထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။လက်ဖက်6ကိုရင်းနှီးပွက်ပွက်စုတွေကိုထည့်ခတ်ပြီးတော့အစားအစာဈေးဝါးနဲ့လက်ဖက်ရည်အဖြစ်သုံးစွဲခဲ့ကြပါတယ်။လက်ဖက်ရွက်ကိုဟင်းရည်ချက်ပြုတ်တဲ့နေရာမှာထည့်သွင်းအသုံးပြုခဲ့ကြပါသေးတယ်။ကျိုးခေရင်ကျိမှုမှတ်တမ်းတွေအရကျိုးခေကလေးကလက်ဖက်ရည်ရင်ကျိမှုစတင်နေပြီဖြစ်ပြီးတော့နန်းတွင်းမှာဆိုရင်လေလက်ဖက်ရည်အခမ်းပွဲအခမ်းအနားတွေကိုကျင်းပလေးရှိတယ်လို့စာရေးသူကထည့်သွင်းရေးသားထားပါတယ်။လက်ဖက်6ဟာဆိုရင်တရုတ်နိုင်ငံတောင်ပိုင်းမှာသာထွက်ရှိပြီးတော့တောင်ပိုင်းရဲ့အထူးဒေသထွက်ကုန်လည်းဖြစ်ပါတယ်။တရုတ်မင်းဆက်ဆက်ဆက်မှာလက်ဖက်ရည်ရင်ကျိမှုတွေကတစ်ခုနဲ့တစ်ခုမတူဘဲနဲ့တမူထူးခြားစွာရှိခဲ့ကြတာကိုလည်းလေ့လာသိရှိရပါတယ်။ဒီလိုမျိုးခေတ်ဆက်ဆက်ကလေးကရှိခဲ့တဲ့လက်ဖက်ရည်ရင်ကျိမှုဟာဆိုရင်ကဘာကျော်ကတရုတ်လူမျိုးတွေမျက်နှိုးတမိုးထားပြီးတောက်သုံးကြသလိုတအူးနဲ့တအူးလက်ဆောင်ပေးတဲ့အခါမှာလည်းလှပသေးသက်စွာထုတ်ပိုးထားတဲ့လက်ဖက်6တွေကိုပေးလေးရှိတယ်လို့စာရေးသူကရေးသားထားပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့ထိတိုင်မှာပဲနိုင်ငံတော်အခမ်းအနားတွေမှာလက်ဖက်ရည်ချမ်းနဲ့တည်ခင်းအခမ်းကြတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကိုရောက်တဲ့အခါမှာတရုတ်ယဉ်ကျေးမှုဖြစ်တဲ့လက်ဖက်ရည်ယဉ်ကျေးမှုကမြည်ဆန်းကြီးတဲ့အရာတွေကတစ်ခုဖြစ်တယ်ဆိုပြီးတော့ဆောင်းမရှင်ကရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။စနေဒီကနေ့မှာဆိုရင်တော့ဗောနော်တရုတ်ရိုးရာဓလေ့တစ်ခုဖြစ်တဲ့လက်ဖက်ရည်ယဉ်ကျေးမှုဟာဆိုရင်တော့ဘယ်ချိန်မှာစတင်ပြီးတော့လက်ဖက်ကိုတွေ့ရှိခဲ့တယ်နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီဆိုတဲ့အကြောင်းအရာတွေနဲ့ဒါစာရေးသူရဲ့လေးလာတွေ့ရှိချက်တွေလေးလာသုံးသပ်ချက်တွေကိုပြည်သက်တွေအတွက်ဘူးတုဒရအောင်မျှဝေပေးခဲ့တာဖြစ်ပါတယ်ဟုတ်ပါတယ်မကြီးတရုတ်နိုင်ငံရဲ့ဗောနော်ဒီလက်ဖက်ရည်ယဉ်ကျေးမှုလိုမျိုးပဲဇန်နဝါရီနိုင်ငံမှာဆိုရင်လည်းရှေးဘူပွားပြည်ပင်လက်ထက်ကလေးကဧည့်သည်လာလို့ရှိရင်ရင်းနှီးချမ်းနဲ့တက်ခင်းခန္ဓာပြီးရင်းနှီးချမ်းတောက်သုံးတာတွေကဆိုရင်လေဒီကနေ့ချိန်ထိဗောနော်ဒီရိုးရာဓလေ့တွေကဆက်လက်ပြီးတော့တည်ရှိနေတာလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဆန်ဒီဒါလက်ဖက်ရည်မှာပဲပေါ့နော်ကျမရည်အတွက်ကောင်းကျိုးရှိစရာမျိုးမဟုတ်ဘဲနဲ့လက်ဖက်6တောက်သုံးတာကလည်းကျမရည်အတွက်ကိုကောင်းကျိုးတွေအများကြီးရှိစရာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကလေအမသတိထားမိတာနိုင်ငံတွေဘလို့ပဲကွဲပြားခြားနားနေစေကမှုပေါ့နော်တူညီတဲ့ရိုးရာယဉ်ကျေးမှုတွေတူညီတဲ့ဓလေ့တွေကတော့ရှိစမြဲပဲပေါ့နော်ဟုတ်ပါတယ်မကြီးပရိသတ်များရှင်စန်ဒီတို့ရဲ့ဆွေမျိုးပေါက်ဖော်မှာရတအစုံစုံတူထဖုံဖုံအစီအစဉ်ကနေတရုတ်ရိုးရာလက်ဖက်ရည်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့တင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုအပတ်စဉ်တင်ဆက်ပေးနေရလဲဖြစ်ပါတယ်။ကွဲပြားခြားနားတဲ့ရိုးရာယဉ်ကျေးမှုတွေဓလေ့ထုံးတမ်းတွေကိုတော်တို့ရဲ့အစီအစဉ်ကနေပြီးတော့တစ်ပတ်တစ်မျိုးမရိုးရအောင်လို့အကြောင်းအရာစုံလင်စွာနဲ့တင်ဆက်ပေးနေရဖြစ်ပါတယ်။ဒါကြောင့်မို့လို့တော်တို့ရဲ့အစီအစဉ်ကိုမလွတ်တမ်းစောင့်မျှော်ကြည့်ရှုဖို့အတွက်ပြောချင်ပါတယ်ရှင်။